အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Evan ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်မွေးနေ့တော်ဝယ်ခဲ့တဲ့ New Balance 90 OCR ကိုကျွန်တော် review လုပ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ New Balance 90 OCR ရဲ့ history လေးကိုကျွန်တော်ဒါဖတ်ရတဲ့လောက်ကျွန်တော်ပြောပြပါမယ်ဒီ90 OCR ရဲ့ဒီပထမဆုံး original design ကိုတော့သူက9006ဆိုပြီးတော့မှဒီအောက်တိုဘာလ2009ခုနှစ်မှာစပြီးတော့ ready လုပ်ခဲ့တယ်ပေါ့နော်ပြီးတော့ကြတော့2022မှာပြန်ပြီးတော့မှဒီ9006R ဆိုပြီးတော့မှသူတို့က reintroduce အနေနဲ့ပြန်ပြီးတော့မှထုတ်ခဲ့တဲ့ဖက်နက်တရံဖြစ်ပါတယ်။ Okay အဲ့ဆိုရင်ကျွန်တော် design ကြောင်းကိုနည်းနည်းလေးပြပြပါမယ်။ဒီ New Balance ရဲ့ design ကတော့ဒါ model ဖြစ်တယ်။ဒါကျွန်တော်တို့ခုခေတ်မှာခေတ်စားတဲ့ဒီ comfort ဖက်နက်တွေ design ထက်ကိုသူကပိုပြီးလှတယ်။ကျွန်တော်တို့တော်တော်ကြိုက်တဲ့ design တွေမှာပါတယ်။ပြီးတော့ကြတော့သူ့ရဲ့ဒီအောက်ဆိုးကပေါ့နော်ဒါကျွန်တော်စီမှာရှိတယ်ဒါ New Balance series ကတစ်ခုဖြစ်တယ်2002R တဲ့အောက်ဆိုးနဲ့တူတဲ့အတွက်ဒါ comfort တော်တော်ဖြစ်တယ်ပေါ့နော်ပြီးရင်သူ့ရဲ့ material ကိုကျွန်တော်ထပ်ပြောပြပါမယ်သူ့ရဲ့ material ကဒီအရှိကဒီ mesh finish ဖြစ်တဲ့အတွက်သူကလေဝင်လေထွက်ကောင်းတယ်ပြီးတော့ကျတော့ဒီခြေထောက်ကိုလုံလုံကြီးဖြစ်မနေတော့ဘူးပေါ့ဗျာလေဝင်လေထွက်ကောင်းတော့ဒီချွေးနဲ့ဘာနဲ့လည်းမနံတော့ဘူးတော်တော်လေးအဆင်ပြေတယ်ကျွန်တော်မကြိုက်တဲ့တစ်ချက်ကတော့ဒီ N logo ပေါ့နော်ဒီ N logo ကနည်းနည်းလေးquality တိတ်မကောင်းလို့ကျွန်တော်ခံစားရတယ်ကျန်တာကတော့ကျွန်တော်တို့အကုန်လုံးအဆင်ပြေတယ်ပြီးတော့ဒီဖက်နက်ရဲ့ sizing လေးအကြောင်းကျွန်တော်နည်းနည်းပြပြပါမယ်ကျွန်တော်ကတော့ size က 40cr ဆိုတော့ကျွန်တော်ခြေပြားလေးနည်းနည်းကြီးရဲ့အတွက်ကျွန်တော်ကတော့ 40.5 0.5 တိုးပြီးတော့စီးရတယ်ပေါ့နော်တကယ်လို့ကိုကခြေပြားလေးသေးတယ်ဆိုရင်တော့ဒါ true to size ဖြစ်တယ်ပေါ့နော်ခြေပြားလေးနည်းနည်းကြီးရင်တော့ half size တိုးပြီးတော့စီးတာပို့ပြီးတော့ comfort ပိုဖြစ်စေပါတယ်ပြီးတော့ကြတော့ဒီ9006မှာဒီ R series ပဲရှိရမှာဟုတ်ပဲねဒီ A series တို့ U series တို့ပြီးတော့ကြတော့ခုနောက်ဆုံးထွက်တဲ့ Loafer L series တို့လည်းဒီ series အများကြီးရှိရပေါ့နော်ကိုကဒီ9006 series ကိုကြိုက်တယ်ဆိုရင်တခြား design လေးတွေကြည့်ဖို့လဲကျွန်တော်က recommend ပေးပါတယ်ပြီးတော့ကြတော့ကျွန်တော်က9006R ကိုဘာဖြစ်လို့ရွေးခဲ့ရလဲဆိုတော့ကျွန်တော်အရင်တော့ကျွန်တော်စီမှာ2002R ရှိတယ်ပေါ့နော်သူ့ရဲ့အောက်ဆိုးကိုကျွန်တော်အရင်ကြိုက်တဲ့အတွက်ဒီ9006R ရဲ့ဒီအောက်ဆိုးနဲ့တူတူပဲဖြစ်တဲ့အတွက်ကျွန်တော်ကဒီ9006R လေးကိုကျွန်တော်ရွေးခဲ့ရတာဖြစ်ပါတယ်ပြီးတော့ပေးရတဲ့ဈေးတက်တန်လားဆိုတော့ New Balance ဖက်နက်တွေကတော့အကျန်းလက်ခံတဲ့ comfort လေးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပေးရတဲ့ဈေးတက်တန်တယ်လို့ထင်ပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ New Balance 9006R ကိုဝယ်မယ်လို့စဉ်းစားထားတဲ့ညီကိုတွေအတွက်ဒါကျွန်တော်ဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘော်ဒါတို့ရောဒီ New Balance series တွေထဲမှာဘယ် series ကိုအကြိုက်ဆုံးလဲကျွန်တော် comment အောက်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အဲဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် Peace When I look at you I know